များတဲ့အလယ်မှာမျက်နှာငယ်မှလဲဆိုမိပါလေကြုံလာသမျှလောကတရားတွေပြုံပြုံကြီးနဲ့အတူပဲပြီညီမလေးအတွက်ဆိုရင်လေအသက်ကိုယ်တော်ပေးဆက်ရဲ့